ကောင်မလေးဟာတထေးလေးရဲ့ကိုရံတော်အစီကံဖြစ်လာတာကိုမနာလိုတဲ့အခြားအစီကံတစ်ယောက်ကတမင်တက်တက်ချေထိုးလဲလိုက်ပါတယ်။အဲ့ဒီအခါကောင်မလေးဟာတထေးလေးအပေါ်ကိုပြစ်လဲကျသွားပြီးတထေးလေးရဲ့ဦးခေါင်းဟာဗီရိုနဲ့စောင့်မိသွားပါတော့တယ်။တထေးလေးဟာသူ့ခေါင်းကသွေးထွက်နေတာကိုမြင်တော့အရန်ကိုလန့်သွားပါတယ်။အဲ့ဒီအချိန်မှာပဲဗီရိုဘော်ကပန်းအိုးတစ်လုံးဟာပြုတ်ကျလာပါတယ်။ကောင်မလေးဟာချက်ချင်းပဲတထေးလေးကိုငုံပြီးကာကွယ်ပေးလိုက်တဲ့အတွက်ပန်းအိုးဟာကောင်မလေးရဲ့ကြောပေါ်ကိုကျကွဲပြီးသူမဒဏ်ရာရသွားခဲ့ပါတယ်။အနားမှာရှိတဲ့အစီကံနှစ်ယောက်ဟာတထေးလေးကိုဒဏ်ရာဆေးထည့်ပေးဖို့အမြန်ခေါ်သွားကြပါတယ်။အင်ရှင်ကတော်ကြီးဟာသူ့သားဒဏ်ရာရတာကိုမြင်တော့အရန်ဒေါသထွက်သွားပါတယ်။အဲ့ဒီအခါမနာလိုတဲ့အစီကံမကဒီကောင်မလေးကတထေးလေးကိုတွန်းချလိုက်တာပါလို့လိန်ပြောလိုက်ပါတယ်။အဲ့ဒါကိုကြားတဲ့အင်ရှင်ကတော်ကြီးကကောင်မလေးရဲ့ပါးကိုအားနဲ့ရိုက်ချလိုက်ပါတော့တယ်။ကောင်မလေးကအဖြစ်မှန်ကိုရှင်းပြဖို့စူးစမ်းပေမဲ့အင်ရှင်ကတော်ကြီးကနားမထောင်ပဲသူမကိုအိမ်ပေါ်ကနှင်ထုတ်ဖို့မိန့်ပေးလိုက်ပါတယ်။အစီကံတွေဟာကောင်မလေးကိုအိမ်ပြင်ကိုအတင်းတွန်းထုတ်ပြီးမောင်းထုတ်လိုက်ကြပါတယ်။ကောင်မလေးကနင်းငါကိုတမင်ချေထိုးလဲတာမဟုတ်လားလို့ဒေါသတကြီးအော်ပြောပေမဲ့အစီကံမကသူမကိုထပ်မံတွန်းထုတ်ပြီးအင်ရှင်ကတော်ကြီးနဲ့ဘယ်တော့မှတွေ့ခွင့်ရမှာမဟုတ်ဘူးလို့ပြောကတကားပိတ်လိုက်ပါတယ်။ကောင်မလေးဟာမတရားခံရတဲ့အတွက်ဝမ်းနည်းပူဆွေးစွာနဲ့ပဲသူမရဲ့ထုတ်ပိုးတွေကိုတဲပြီးထွက်ခွာသွားရပါတယ်။တစ်ဖက်မှာတော့တထေးလေးတတိယလာတဲ့အခါသူ့မိကကောင်မလေးကိုနှင်ထုတ်လိုက်ပြီဆိုတာသိသွားပါတယ်။တထေးလေးကသူမကကျွန်တော်ကိုကယ်ခဲ့တာပါလို့ချက်ချင်းပြောပြလိုက်ပါတယ်။ဒါကိုကြားတဲ့တထေးလေးရဲ့အကိုဖြစ်သူတထေးကြီးကတခုခုမားနေပြီဆိုတာရိပ်မိသွားပါတယ်။တထေးကြီးကကျန်တဲ့အစီကံတွေကိုအဖြစ်မှန်ကိုမေးမြန်းပါတယ်။အစီကံမကဆက်လက်လိန်ညာဖို့စူးစမ်းပေမဲ့တိတိကျမှတ်တမ်းတွေကိုပြန်စစ်မယ်လို့တထေးကြီးကပြောလိုက်တဲ့အခါမှာတော့သူမအလွန်ထိတ်လန့်သွားပြီးကောင်မလေးကိုခြေထိုးလဲခဲ့တဲ့အကြောင်းအမှန်တိုင်းဝန်ခံလိုက်ရပါတော့တယ်။အဖြစ်မှန်ကိုသိသွားတဲ့အင်ရှင်ကတော်ကြီးဟာသူမမသွားမှန်းသိလိုက်ပြီးကောင်မလေးကိုပြန်ခေါ်ဖို့သူ့သားကြီးကိုလွှတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ကောင်မလေးဟာလမ်းမေးမှာဖျားပြီးလဲကျနေပါတယ်။တထေးကြီးကသူမကိုတွေ့သွားပြီးလက်ကိုကမ်းပေးကအိမ်ပြန်ရအောင်လို့ပြောလိုက်ပါတယ်။ကောင်မလေးဟာတထေးကြီးရဲ့လက်ကိုဆုပ်ကိုင်ရင်းတတိလစ်သွားပါတယ်။ကောင်မလေးနိုးလာတဲ့အခါမှာတော့အင်ကြီးကိုပြန်ရောက်နေပါပြီ။အစီကံကောင်းဆောင်ကသူမကိုအကောက်ကြံခဲ့တဲ့အစီကံမကိုတထေးကြီးကအလုပ်ထုတ်လိုက်ပြီဖြစ်ကြောင်းနဲ့သူမအတွက်အဝတ်စားသစ်တွေအားလုံးလဲပေးထားကြောင်းပြောပြပါတယ်။အဲ့ဒီအခါမှာကောင်မလေးဟာစိတ်သက်သာရာရသွားပါတယ်။အစီကံကောင်းဆောင်ထွက်သွားပြီးနောက်ကောင်မလေးဟာသူမရဲ့ကြောကဒဏ်ရာကိုဆေးထည့်ဖို့စူးစမ်းပေမဲ့လက်လန်းမမီဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာတထေးကြီးအခန်းထဲကိုဝင်လာပါတယ်။ကောင်မလေးကအစီကံကောင်းဆောင်ပြန်လာတဲ့အချိန်နဲ့ဆေးလေးကူထည့်ပေးပါဦးလို့အကူအညီတောင်းလိုက်ပါတယ်။တထေးကြီးဟာခဏတာရှက်ကိုရှက်ကန်းဖြစ်သွားပေမဲ့သူမကိုကျင်နာစွာနဲ့ဆေးထည့်ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့သူမကိုဆေးထည့်ပေးနေတာတထေးကြီးကိုယ်တိုင်ဖြစ်နေမှန်းသိသွားတဲ့အခါကောင်မလေးတယောက်အံ့ဩမြင်တက်သွားပါတော့တယ်